ဆရာတဲ့အန်ဆုံးကားတဲ့အသားတွေကိုထိုးဝင်နေတာပေါ့နော်အရန်နာတယ်ပေါ့နှုတ်လိုက်ရင်အဆင်ပြေမလားပေါ့ဒါမှမဟုတ်ရင်နဲ့မနှုတ်ပဲတဲ့ဘယ်လိုလုပ်ရမလဲပေါ့နော်မလေးရှားမှာမလို့ပေါ့နော်နိုင်ငံရခြားမှာရောက်နေတယ်ပေါ့နော်ဒါမြန်မာနိုင်ငံမဟုတ်ဘူးကွန်မန်လေးရပါနော်ဒီတော့လေအန်ဆုံးသွားတွေကအနေထားပုံစံမျိုးစုံနဲ့ရှိတတ်တယ်ပေါ့နော်ပထမဒီလိုမျိုးပုံစံလေးပေါ့ဒီလိုမျိုးဒါဆိုရင်လူတယောက်ရဲ့ဒါဟိုပါပေါ့သွားတွေကိုပေါ့နော်မြင်တောင်လို့ဒီလိုမျိုး model လေးနဲ့တစ်ချက်ပြပေးမယ်ပေါ့နော်ဒီအန်ဆုံးသွားတွေကဒီလိုမျိုးပေါ့ဒီမှာဆိုရင်မြုပ်တယ်ပေါ့နော်ဒီလိုမျိုးမြုပ်နေရလေးတွေတွေ့ရတယ်အဲ့လိုမျိုးမြုပ်နေရဆိုရင်မပေါက်နိုင်တော့ဘူးပေါ့နော်ဒီတဖုံးကိုထိုးပြီးတော့မှဒီတဖုံးတွေမှာနာတယ်ရောင်တယ်ပေါ့ကြိုက်တယ်ပေါ့ဒီလိုမျိုးတွေခံစားရတယ်အန်ဆုံးတွေအနေထားမျိုးစုံနဲ့ရှိတတ်တယ်ဒီလိုမျိုးတဲ့ပေါက်နည်းနည်းလေးစောင်းပြီးတော့မှပေါက်တာမျိုးတွေသူ့ရဲ့ပေါက်ရမယ့်နေရာမှာမပေါက်တာမျိုးတွေရှိတတ်တယ်ပြီးပြီးဆိုရင်တချို့အခြေအနေမျိုးတွေမှာဆိုအရန်ဆိုးတယ်ပေါ့ဒီလိုကန့်လန့်ပြက်ကြီးတွေအယိုးထဲမှာမြုပ်နေတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်ပေါ့နော်အန်ဆုံးသွားတွေကကျတော့ဒီအနေထားမမှန်ဘူးဆိုရင်ကျတော့တောက်လျှောက်ဒုက္ခပေးတယ်ပေါ့နော်သူကတိုးတယ်ပေါ့သူကအရှိဘက်ကိုတိုးတယ်အပေါ်ဘက်ကိုတိုးပြီးတော့ပေါက်တာဖြစ်တဲ့အတွက်သူ့အတွက်ကိုနေရာပေါက်ဖို့အတွက်နေရာမရှိဘူးအနေထားကလည်းမမှန်ဘူးပေါ့ပေါက်ဖို့အတွက်ကိုနေရာလုံလောက်မရှိဘူးဆိုရင်ဒီလိုမျိုးအမြဲတမ်းဒုက္ခပေးတာမျိုးတွေကိုကြုံရပါတယ်ဘာလို့တင်တော့ဆိုတော့နှုတ်ပလိုက်တာအကောင်းဆုံးဖြစ်ပါတယ်မနှုတ်ပဲထားတယ်ဆိုရင်ဒီလိုမျိုးအန်ဆုံးကလည်းနာတယ်ပေါ့ရောင်နေတဲ့အချိန်မှာယောဂပိုးတွေဝင်သွားတယ်ဆိုရင်ဒီနေရာမှာပြည်တဲတာမျိုးတွေအရန်ပြည်အိတ်တွေတဲတာမျိုးတွေအကျိတ်တဲတာမျိုးတွေကိုဖြစ်တတ်ပါတယ်ဒီလိုမျိုးဖြစ်တဲ့အခြေအနေမျိုးမှာဆိုရင်ကျတော့တဖုံးတွေရောသွားတွေရောပျက်စီးတယ်ပေါ့နော်ဒီတော့အရင်အခြေအနေမဆိုးခင်မှာနှုတ်ပလိုက်တာအသင့်တော်ဆုံးဖြစ်ပါတယ်